Android ထဲမှာတော့ရန်သွက်ပါတယ်ဆိုတော့ OnePlus ကြီးတွေကျွန်တော်ဆိုင်မှာထပ်မံပြီးတော့ဒါရောက်ရှိထားလို့ကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးဆိုရင်တော့ OnePlus 15လေးနဲ့ကျွန်တော် OnePlus 73လေးပါ OnePlus 73ဆိုရင်တော့လုံးဝအကြည့်လွတ်မယ်ဗျာဒီကောင် RAM တွဲကို 512K လေးပေါ့နော် battery MAH 6000ပါပြီးတော့သူ့ရဲ့ဒါ chipset အနေနဲ့လည်းကျွန်တော်တို့ဒါ Snapdragon 8 လိုက်ကိုသုံးပေးထားတဲ့အတွက်ဒါ flagship စစ်ကန်ရမယ်နော်ဈေးနှုန်းအနေနဲ့ဒီကောင်လေးဆို20ကျော်ကျော်နဲ့ရပါမယ် OnePlus 73လေးပါအဖြူရောင်လေးရမယ်ဗျ OnePlus 15ကတော့ကျွန်တော်စီမှာစကန်ရောအသစ်ရော2မျိုးရှိရပေါ့နော်ဒီအသစ်လေးတွေဘာလို့ဖောက်ထားလဲဆိုကျွန်တော် CEI အတွက် register လုပ်ထားတဲ့အတွက်ကျွန်တော်ဖောက်ထားပါပေါ့နော်ဒီကောင်လေးလုံးဝမသုံးရသေးတဲ့အသစ်လေးတွေပါဒီကောင်လေးဆို memory အနေနဲ့ကျွန်တော် RAM 16ဖြစ်ပြီးတော့ memory က 512K ပါမှာဖြစ်လို့ဒါ share ပေါ့နော်ကင်များသုံးရမယ်မိတ်ဆွေတွေအတွက်လုံးဝမိုက်သွားပြီ OnePlus 15ကတော့ဒီနှစ်မှာတော့ Android ထဲမှာဆရာလို့ပြောလို့ရတယ်ပထမီယာလည်းကျွန်တော်9300ဖြစ်ပြီးတော့ Snapdragon ကလည်းဒါ8 Lite Gen 5ကိုသုံးပေးထားတဲ့အတွက်လုံးဝမိုက်တယ်ပေါ့နော်ဒါ OnePlus user တွေဆိုရင်တော့လုံးဝသိတယ်ဒါပထမ share ခံနေတယ်ကင်များသုံးနေတယ်ဆိုရင်တော့ OnePlus 15ကတော့ကင်တင်တဲ့ flagship ထဲမှာပါတယ်နော်ဟုတ်ကဲ့ဒီကောင်ကတော့ကျွန်တော်စကန်လေးဗျ OnePlus 15 OnePlus 15ကိုမှာစကန်လေးက RAM 16 512K ကိုကျွန်တော်ဆိုင်မှာဒါသူ original ကြိုးပါမယ်ပေါ့နော်ဒီကောင်လေးဆိုရင်ကျွန်တော်33သိန်း5000နဲ့ရောင်းချမှာဖြစ်ပြီးတော့ကျွန်တော်ဒီဖောက်စစ်အသစ်လေးတွေကကျွန်တော်36သိန်း5000နဲ့ရမှာဖြစ်ပါတယ်လုံးဝဒါအသစ်ကြီးရမှာဖြစ်လို့တော်တော်တန်မယ်ဗျာ